ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်သူဒီမွန်လေးဖြစ်ပါတယ်ဗျအခုကျွန်တော်ဒီဗီဒီယိုကကျွန်တော်မိတ်ဆွေတွေအတွက်နှစ်ငါထွက်ပြီးတိုင်းမှာတသက်စာလိုက်ရမယ် formula မွေးကနန်းလေးကိုမျှဝေပေးခြင်းလို့ဖြစ်ပါတယ်ရက်အကန့်အသတ်နဲ့လည်းမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကဒီ channel အသစ်ကိုကျွန်တော်မိတ်ဆက်ရင်းနဲ့ဖွင့်ထားတဲ့ channel လေးဖြစ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ရဲ့ channel လေးကိုခုမှတွေ့မြင်ရတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဆိုရင် channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ဗျကျွန်တော်နောက်ပိုင်းမှာဒီ channel မှာပဲကဏ္ဍလေးတင်ပြမှာမို့လို့ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဗီဒီယိုကတော့ကြာကြီးလုံးနေရင်မကောင်းလို့ကျွန်တော်ဗီဒီယိုကိုခဏလေးပဲလုပ်ပြမှာဖြစ်ပါတယ်ဗျကျွန်တော်အောက်မှာ formula တွေလောဆယ်ကတော့ formula တည်တဲ့အရင်တင်ပေးပါမယ်ကျွန်တော်နှစ်5ဆိုနှစ်5ထွက်ထားတဲ့ formula နဲ့ကျွန်တော်ကမျှဝေပေးမှာဖြစ်ပါတယ်နောက်ပိုင်းအဆင်ပြေမယ်ဆိုရင်ဒီ86ထွက်ပြီးတိုင်းမှာလိုက်ရမယ် formula လေးကိုလည်းကျွန်တော်ထပ်ပြီးတော့ဝေမျှပေးအောင်မှာဖြစ်ပါတယ်ဗျကဲအဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုတွေ့တဲ့မိတ်ဆွေတိုင်းမှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့တောင်းဆိုလိုက်ပါတယ်เนาะကဲအဲ့ဆိုရင်ကျွန်တော်ဒီ3နှစ်စာမှာကတော့နှစ်5မှာထွက်ထားတဲ့အချိန်တွေက1 2 3 4 5 6 8 9 10ပြီးခဲ့တဲ့ပုတ်တူးအနေနဲ့ဆိုရင်17ကြိမ်ပေါ့17ကြိမ်ဒီဘက်မှာအများကြီး1 2 3 4 5 6 8 8ဆိုတော့19ကြိမ်ရှိပါတယ်19ကြိမ်ကိုအကုန်လုံးပြမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ like ကကြာသွားမှာဖြစ်တယ်ဗျအဲ့ဒါကြောင့်မို့ like ကကြာသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတစ်နှစ်ခွဲတစ်နှစ်နဲ့3လလောက်ပဲထွက်ခဲ့တယ်ကျွန်တော်အကျဉ်းရည်ကိုပြပေးမှာဖြစ်ပါတယ်ဗျကျွန်တော်ဗာပြမှာလဲဆိုတော့ဒီမှာကျွန်တော်မနက်ပိုင်းမှာနှစ်5လို့ရိုက်တယ်နှစ်5ပဲရိုက်5နှစ်ပဲရိုက်ပေါ့နော်ကျွန်တော်တို့နှစ်5formula နဲ့တွားမှာဖြစ်ပါတယ်ဗျဒီမှာလဲနှစ်5ဒီမှာလဲနှစ်5ဒီမှာ5နှစ်ပေါ့ဒီမှာနှစ်5ဒီမှာနှစ်5ဒီမှာ5နှစ်နော်အခုပြီးခဲ့တဲ့ဗုဒ္ဓဦးနေ့က50နှစ်ပေါ့ကလာမန်ပဲရောပါရင်ချေပြီးမယ်နော်အခုကျွန်တော်ပြီးခဲ့တဲ့9နှစ်ကဗုဒ္ဓဦးနေ့က9နှစ်ဆိုတော့ကျွန်တော်တို့မနေ့ပြန်သူ့ရဲ့ရက်ချင်းပြေးပြီဖြစ်ပါတယ်ရက်ချင်းပြေးပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကြောင်းပိတ်ရိုက်ရမယ်ကဏ္ဍလေးကိုကျွန်တော်ပြီးရှင်းပါတယ်ဗျကြောင်းပိတ်ရိုက်ရမယ်ကဏ္ဍကအထက်အများဆုံးပါကဏ္ဍလဲဆိုတော့ကျွန်တော်နဲ့အတူလေ့လာကြရအောင်ပါပထမအဆုံးကျွန်တော်တို့ဒီမှာမနေ့ပိုင်းမှာပုတ်တူးမနေ့မှာနှစ်5လို့ထွက်တယ်နှစ်5လို့ထွက်ပြီးတာနဲ့တရက်နောက်တစ်နေ့မှာ6နှစ်လို့ရိုက်ပါတယ်တပင်းဒါတစ်ချက်เนาะဒီမှာအင်္ဂါမနေ့မှာနှစ်5လို့ရိုက်တယ်နှစ်5လို့ရိုက်ပြီးတယ်သူ့ရဲ့ညနေမှာပဲ1 4လို့ရိုက်ပါတယ်တရက်2ရက်မြောက်မှာလည်း1 4လို့ထပ်ရိုက်ပါတယ်ဗျနှစ်ချက်ဒီမှာလည်းနှစ်5လို့ထွက်တယ်တောက်ကြမနဲ့မှာ9နှစ်လို့ထွက်ပြီးတာနဲ့ကျွန်တော်တို့နောက်တဲ့1ရက်2ရက်မြောက်မှာ6 1လို့ရိုက်ပါတယ်เนาะ6 1လို့ရိုက်တယ်ဒီမှာတောက်ကြမနဲ့မှာနှစ်5လို့ထွက်တယ်နှစ်5လို့ထွက်ပြီးတာနဲ့ကျွန်တော်ဗာရိုက်တယ်ဆို1 9လို့ရိုက်တယ်ဒီမှာမနေ့ပိုင်းမှာတနင်္လာမနေ့မှာ9နှစ်လို့ရိုက်တယ်9နှစ်လို့ရိုက်ပြီးတာနဲ့သူရဲ့ညနေမှာပဲ1 6တယ်နောက်တစ်နေ့မှာလည်း1 6တယ်ဒီမှာနှစ်5လို့ရိုက်တယ်နောက်တစ်နေ့မှာပဲကျွန်တော်တို့4 1လို့ရိုက်တာတွေ့ရပါတယ်နှစ်5လို့ရိုက်တယ်1ရက်2ရက်3ရက်မြောက်မှာ9 6လို့ရိုက်တယ်နှစ်5လို့မနေ့ပိုင်းရိုက်ပြီးတော့1ရက်နောက်တစ်နေ့မှာ9 4လို့ရိုက်ပါတယ်ဒီမှာ9နှစ်လို့ရိုက်တယ်1ရက်2ရက်3ရက်4ရက်5ရက်ရှိပြီ5ရက်ရှိပြီအဲ့ဒီကျွန်တော်1 6 9 4အခွေကထွက်မလာသေးဘူးသူ့ရက်ချင်းက6ရက်ပေါ့9နှစ်ထွက်ပြီးတိုင်းမှာ1 4 6 9အခွေဒီ6ရက်အတွင်းမှာပြက်ပင်မရှိကြာပေးနေတာလေးတွေ့ရတယ်အခုနှစ်5လို့ထွက်တယ်1ရက်2ရက်3ရက်4ရက်5ရက်ရှိသွားပြီ5ရက်ရှိသွားပြီ1 3 20တဲ့5ဘူး5 8တဲ့20နှစ်8တဲ့6 8 40တဲ့3 9 9 8တဲ့1 4 6 9အခွေကမကြသေးဘူးဆိုတော့မနေ့ပြန်6ရက်နေ့ရက်ချင်းပြည့်တဲ့နေ့ပဲရက်ချင်းပြည့်တဲ့နေ့ဖြစ်ပါတယ်ဆိုလိုတာက9နှစ်မနေ့ပိုင်းထွက်ပြီးတိုင်းမှာ1 4 6 9ခွေဒီ
6ရက်တွင်မှာကြာပေးရတာဖြစ်ပါတယ်ဆိုတော့မနေ့ပြန်ကျွန်တော်6ရက်နေ့ဖြစ်ပါတယ်မနေ့ပြန်ဂျာဒပရီနေ့ဒီ6ရက်နေ့ရက်ချိန်ပြည့်တဲ့9နှစ် formula မှာ1469ခွေရက်ချိန်ပြည့်တဲ့နေ့ဖြစ်ပါတယ်1469ခွေကြာရင်ကြာမကြာရင်6နှစ်တစ်ခွက်ပေါ့မနေ့ပြန်မှာကျွန်တော်တို့ကြောင်းပေးရမယ့်အခွေဖြစ်ပါတယ်ဗျဒီအခွေကိုကြိုက်နေတဲ့အကူမှလည်းရှိရင်ထိုးပါနော်1469ခွေအကြအများဆုံးကဘာကဏ္ဍလဲဆိုတော့14ဒီမှာရိုက်တယ်ဒီမှာက6နှစ်တစ်ခွက်6နှစ်တစ်ခွက်ထည့်ထိုးရမှာနော်6နှစ်လို့ရိုက်တယ်ဒီမှာ9နှစ်လို့ကြာပြီးတာနဲ့6တစ်လို့ရိုက်တယ်နှစ်9လို့ရိုက်ပြီးတာနဲ့6တစ်လို့ရိုက်တယ်နှစ်9လို့ကြာပြီးတာနဲ့1 6နှစ်9လို့ရိုက်ပြီးတာနဲ့1ရက်2ရက်3ရက်4ရက်မှာ6နှစ်ရော9 6ရောထွက်ပါတယ်ဟုတ်ပါဘူးမှားလို့ဟုတ်တယ်6နှစ်ရော9 6ရောထွက်ပါတယ်6တစ်ရောနှစ်9လို့ထွက်တယ်9 6တဲ့နှစ်9လို့ထွက်တယ်4 9တဲ့နှစ်9လို့ထွက်တယ်9 4တဲ့ဆိုတော့အထွက်အများဆုံးကဘာကဏ္ဍလဲဆိုရင်1 4 1 6 1 9အထွက်အများဆုံးဖြစ်ပါတယ်ဗျကဲကြိုက်နေတန်ရင်ထိုးပါအဲဆိုရင်ကျွန်တော်စာအုပ်နဲ့ချရေးပေးပါမယ်9နှစ်အားထွက်ပြီးတိုင်းသက်စာ formula 1469ခွေအပူမပါနော်6နှစ်တစ်ခွက်ထက်6ရက်အတွင်းမှာမနက်ဖြန်ရက်ချင်းပြည့်ပါဗျာနော်ရက်ချင်းပြည့်ဆိုဒါကြောင့်မို့မများထိုးခြင်းတဲ့ကူမတွေရှိမများထိုးလို့ရပါတယ်ကဲအားလုံး拜拜ပါနော်channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နောက်ပိုင်းမှာ formula လေးတွေတောက်လျှောက်တင်ပေးသွားမှာဖြစ်ပါတယ်ဗျ